ကျွန်တော်ပြောပြီးသားမြန်မာပြည်မှာလက်ရှိရှိနေတဲ့ PDF တွေ EO တိုင်းရင်းသားလက်နက်ကင်တွေလောက်ရုံမာတဲ့အဖွဲ့အစည်းကဘာမှာပေါ်လဲမပေါ်ခဲ့သေးတယ်လို့နောင်လဲပေါ်လာမှာမဟုတ်ဘူးဒီအဖွဲ့မျိုးရက်ဆက်မှုရုံမာမှုကောက်ကျစ်မှုဘောင်းစုံတယ်ကန်းကုန်တယ်တလိษံနေတော့မှသူတလိษံနေတော့နှိုင်းလို့မရဘူးနော်ဒီကောင်တွေကိုတလိษံနဲ့တွားနှိုင်းတော့မှတလိษံတိတ်ခါကြတယ်တလိษံတိတ်ခါကြတယ်ဒီ PDF တွေနဲ့ဒီ EO လက်နက်ကင် UNG ရကောင်တွေနဲ့တွားပြီးတော့တလိษံနဲ့နှိုင်းရင်တော့မှတလိษံတိတ်ခါကြတယ်လူဖြစ်ပေမဲ့လူလို့မခေါ်ထိုက်တဲ့တရဝါတွေမင်းတို့ပြောပြမယ်ငါတို့ကဒီလိုပြောလို့ပောက်ကွဲတာမဟုတ်ဘူးပောက်ကွဲတာမဟုတ်ဘူးငါတို့မကြုံဘူးခဲ့မကြားဘူးခဲ့တဲ့အရာတွေကိုနော်မမြင်ဘူးခဲ့တဲ့အရာတွေကိုအခုမှမြင်ကကြုံရကြားရတာတွေ့ပါတယ်စစ်သားအချို့တေပြီးသားအလောင်းတွေကိုလည်း PDF တွေတနက်နဲ့ထပ်ပြစ်တာတို့တနက်တင်နဲ့ထုတာတို့လောက်တာတွေတွေ့ရတယ်အဲ့ဘူဒူဖိုင်တွေလည်းတိန်းထားတယ်ဒီတက်မတော်ဘက်ကလို့ရင်လည်းငါတို့မကြိုက်ဘူးချုံချတယ်နော်လောက်ခဲ့တာရှိရင်ချုံချတယ်ငါတို့ကဟောမှာ PDF 2ယောက်ကိုမီးချို့တယ်လို့ဘာလို့မင်းတို့အချင်းချင်းလောက်တာမင်းတို့အချင်းချင်းလောက်တာထွက်ပြေးလို့မင်းတို့လောက်တာအဲ့ဒီ PDF ကိုမင်းတို့စစ်သားယူနီဖောင်းတွေဝတ်ပြီးတော့မင်းတို့စိုက်ဝါးတွေထည့်ခဲ့တာတွေအများကြီးပဲတဲ့လားမင်းတို့ PDF တွေတေတာအမှအများကြီးပုံလိုက်ကြီးတေနေတာတေတာကိုပြောလို့ပြောနေတာမဟုတ်ဘူးနော်မင်းတို့တေတာကိုပြောလို့ပြောနေတာမဟုတ်ဘူးငါကနှိုင်းချင်ပြတာမင်းတို့ PDF တွေနဲ့စစ်တပ်နဲ့မတူတာကိုပြောပြတာဒီမှာမင်းတို့ PDF တွေတေနေတဲ့အလောင်းတွေအများကြီးတနက်တင်နဲ့လည်းမထုသွားဘူးတနက်နဲ့လည်းထပ်မပစ်သွားဘူးဝေလိုပဲရိုက်ယူသွားတာကျွန်တော်ခြာပြီးတော့ပြပေးမယ်အဲ့ဒီသူတို့လုံးကြံဖန်တီးထားတဲ့ဘူဒိုဖိုင်နော်မင်းတို့ PDF တွေလောက်တာအဲ့ဒါတွေအများကြီးရွာတွေကိုမီးရှို့တယ်မင်းတို့ကိုယ်တိုင်ရှို့တယ်ပြီးရင်ဗျူစော်ဒီတွေကရှို့ပါတယ်စစ်တပ်ကရှို့ပါတယ်စစ်ကြောင်းအခြေဘက်ကဝင်မင်းတို့ကဟိုအနောက်ဘက်ကရွာမီးရှို့တယ်တောင်ဘက်ကစစ်ကြောင်းဝင်မြောက်ဘက်ကရွာမီးရှို့တယ်ပြီးရင်စစ်တပ်ကမီးရှို့ပါတယ်လို့မင်းတို့လုပ်တယ်ဒီမှာအဲ့ဒီဗီဒီယိုဖိုင်မပြခင်မှာမင်းတို့ဒီဓာတ်ပုံလေးပြပေးမယ်မင်းတို့ကြည့်အဲ့ဒါမှာတော်ထဲမှာတချို့ဒီဓာတ်ပုံမမြင်ရရင်ကွန်မန့်တွေကိုဘေးဆွဲလိုက်ဒီမှာဟောမှာမင်းတို့ PDF တွေကထမင်းပကံနဲ့ဟင်းပုံစားရတဲ့ဘဝဒီမှာမင်းတို့ရေဘလူးကဟင်းပနဲ့ခွက်နဲ့စားနေတာလို့ကြည့်ဟမ်အဲ့ဟောလေမင်္ဂလာပါနော်ဒီမှာမင်းတို့ရေဘလူးကဟင်းဖက်နဲ့ဘယ်နဲ့ခွက်နဲ့စားနေတာတော့ဟောမှာမင်းတို့ PDF တွေကထမင်းပကံနဲ့ဟင်းပုံစားရတာဒီမှာမင်းတို့ရေဘလူးကဟင်းပနဲ့ခွက်နဲ့စားနေတာကြည့်ဟမ်ဟမ်ဟောလေဒါတော့မှဘာမှမဟုတ်ဘူးနော်ဘာစောက်စင်မှမရှိတဲ့ကောင်ကဒီမှာတပကံနှစ်ပကံသုံးပကံလေးပကံငါးပကံ၆ပကံခုနှစ်ပကံဟင်းပကံခုနှစ်ခွက်နဲ့စားနေတာဒီမှာဒီဘေးမှာဆိုလို့ရှိရင်ငပိကြော်ဘူးလားဘာလချောင်ကြော်ဘူးလားတော့မသိအဲ့ဒါဆို၈ခုဒီမှာမင်းတို့ရေကြည့်မတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ငါးခွက်၆ခွက်ခုနှစ်ခွက်၈ခွက်ဘာမဟုတ်တဲ့ကောင်ကဟင်းခွက်၈ခွက်နဲ့စားပြီးတော့ဟိုမှာ PDF တွေကဟိုမှာထမင်းပကံနဲ့ဟင်းပုံစားရတယ်ဘောကအဲ့ဒါကိုမင်းတို့မြင်အောင်ကြည့်ဖက်ခွက်စားတယ်ဟမ်ဒါတော့မှဘာယာတူးမှမဟုတ်သေးဘူးနော်ဒါ PDF ခေါင်းဆောင်ဆိုတဲ့အဆင့်ပဲရှိသေးတယ်နော် PDF ခေါင်းဆောင်ဆိုတဲ့အဆင့်ပဲရှိသေးတယ်
အဲ့ဒါတော့မှဟင်းခွက်ဟင်းချစ်မျိုးလောင်းနဲ့စားတာမင်းတက်ချုပ်လောက်ရာထူးတာရလို့ရှိရင်မင်းဒီကောင်တွေဒီ PDF နဲ့စားမယ်ထင်လို့လားဟဲ့အောင်လေမင်းတို့ကပြောလိုက်ရင်တော့ဟာခေါင်းဆောင်ပိုင်းတွေတော့ကောင်းသားစစ်တပ်မှာတော့ခေါင်းဆောင်ပိုင်းတွေတော့ကောင်းသားပြီးတော့လက်အောင်ငယ်သားတွေကခွေးဖြစ်နေတယ်တို့ဘာတို့လက်ရှိမင်းတို့တော်လိုင်းရေးမှာလည်းဘာအထူးတယ်ဟမ်ခေါင်းဆောင်ပိုင်းတွေကကောင်းသားပြီးတော့ချမ်းသာပြီးတော့လက်အောင်ငယ်သားတွေကစားမဲမဲတော့မဲမဲဘွားနဲ့မင်းတို့ကိုယ်တိုင်လည်း PDF အလောင်းတွေတွေ့ခဲ့တာပဲမင်းတို့ကိုယ်တိုင် PDF အလောင်းတွေတချို့ကောက်နိုင်တဲ့အလောင်းတွေကောက်ပြီးတော့မှနော်ကောက်ပြီးတော့မှပြန်ပြီးတော့တကြိုတာပဲဘယ်အလောင်းတွေများခေါင်းဖြတ်ထားတာချိခဲ့လို့လဲဟမ်စစ်တပ်ကနေတော့မှနယ်မြေရှင်းလင်းရေးတွေလုပ်သွားတယ်ဘယ်အလောင်းတွေများခေါင်းဖြတ်ပြီးတော့ခြံနာခဲ့တာရှိလို့လဲဟမ်ပြောကြည့်ဦးဟမ်မင်းတို့ဖက်ခွက်စားတွေပြောကြည့်ဦး